ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေနဲ့မတန်ဆွမ်းသူများရဲ့အခွင့်အရေးဥပဒေ2015ပါပြဋ္ဌာန်းချက်များနဲ့အညီမတန်ဆွမ်းမှုအဆင့်သတ်မှတ်ခြင်းလုပ်ငန်းစဉ်ကိုဆောင်ရွက်လျက်ရှိရာမှာပဲခူးမြို့ရှိရပ်ကွက်များမှာလည်းလူမှုဝန်ထမ်းဦးစီးဌာနနဲ့ပူးပေါင်းပြီးလက်တွေ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ပဲခူးသတင်းဌာနခွဲမှပေးပို့ထားပါတယ်ရှင်။မတန်ဆွမ်းမှုအဆင့်သတ်မှတ်ခြင်းနဲ့မတန်ဆွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းတွေကို2018ခုနှစ်ကပြင်ဆင်ဆောင်ရွက်ခဲ့ပြီးကိုဗစ်ကပ်ရောဂါကြောင့်ဆောင်ရွက်နိုင်ခြင်းမရှိပေမဲ့2022-23ဘဏ္ဍာနှစ်မှာတော့ကနဦးစီမံကိန်းမြို့နယ်၄ခုသတ်မှတ်ပြီးစတင်ကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။2023-24ဘဏ္ဍာနှစ်မှာစီမံကိန်းမြို့နယ်10ခု2024-25ဘဏ္ဍာနှစ်မှာစီမံကိန်းမြို့နယ်10ခုစုစုပေါင်း24မြို့နယ်မှာအကောင်ထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ယခု2025-26ဘဏ္ဍာနှစ်မှာတော့ပဲခူးမြို့နယ်အပါအဝင်စီမံကိန်းမြို့နယ်10ခုမှာတိုးချက်အကောင့်ထဲပေါ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ပဲခူးမြို့နယ်ရဲ့ရက်ကွက်တွေမှာလည်းပေါ့နော်ကျွန်တော်တို့လူမှုဝန်ထမ်းဦးစီးဌာနနဲ့ပူးပေါင်းပြီးတော့မှကျွန်တော်တို့ကွင်းစင်းဆောင်ရွက်နေတာရှိပါတယ်ခင်ဗျ။စည်စရာတွေအရတော့ကျွန်တော်တို့ဒီပဲခူးမြို့နယ်မှာပေါ့နော်မြို့ပေါ်ရက်ကွက်တွေမှာမတန်ဆွမ်းသူ1000ကျော်ပေါ့ကြီးတော့မှဒီပဲခူးမြို့နယ်အတွင်းကကြေးရွာတွေမှာမတန်ဆွမ်းသူ1000ကျော်ပေါ့အားလုံးပေါင်း2000လောက်ရှိတဲ့အထက်မှာကျွန်တော်တို့ဒီကွင်းစင်းဆောင်ရွက်ရမှာတော့ကျွန်တော်တို့လူကြီး600ကျော်ကျွန်တော်တို့ဒါကွင်းစင်းစီစစ်ပြီးဖြစ်ပါတယ်ခင်ဗျ။ပံ့ပိုးမှုအနေနဲ့ကတော့မတန်ဆွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိတဲ့သူတွေကိုကနဦးထောက်ပံ့ကြေးဖြစ်ပေါ့နော်တဦးလျင်ကျွန်တော်ကျပ်3000လုံးနဲ့ကျွန်တော်ထောက်ပံ့ပေးတာမှာကျွန်တော်တို့လောလောဆယ်မတန်ဆွမ်းသူ9948ဦးအတွက်စုစုပေါင်းငွေကျပ်232တန်းကျော်ပေါ့နော်ကျွန်တော်ထောက်ပံ့ပေးပြီးဖြစ်ပါတယ်မတန်ဆွမ်းသူတွေအသက်မွေးဝမ်းကြောင်းပညာသင်ကြားနိုင်မှုအလုပ်ကိုင်ခွင့်လန်းရရှိဖို့အဲ့ဒါတွေကိုလည်းကျွန်တော်တို့သက်ဆိုင်ရာဌာနတွေနဲ့ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်ခင်ဗျာဥပဒေပါဖွင့်ရေးတွေကိုရရှိဖို့ဆိုရင်တော့မတန်ဆွမ်းသူမှတ်ပုံတင်ကိုကျွန်တော်တို့လျှောက်ထားဖို့ခိုင်ဆောင်ထားဖို့လိုအပ်ပါတယ်ခင်ဗျာမတန်ဆွမ်းအဆင့်ကကြာကျွန်တော်တို့ဒီလက်ရှိအနေထားမှာဆိုလို့ရှိရင်မတန်ဆွမ်းအမျိုးအစားတွေပေါ့နော်ဒီကိုရင်ကမတန်ဆွမ်းညံရည်မတန်ဆွမ်းဒီအမြင့်အာယုံမတန်ဆွမ်းအခြားအာယုံမတန်ဆွမ်းနဲ့အပြောပေါ့နော်ဒီအပြောမတန်ဆွမ်းဆိုပြီးတော့အမျိုးအစားတွေခွဲခြားပြီးတော့မတန်ဆွမ်းအမျိုးအစားတွေခွဲတယ်ခွဲပြီးသွားလို့ရှိရင်သူတို့တန်မှန်အဆင့်လားပေါ့နော်ဒါသူတို့ရဲ့တစ်ခုမတန်ဆွမ်းမှုတစ်ခုစီအမျိုးအစားတွေတိုင်းမှာအဆင့်သတ်မှတ်ပါတယ်ရှင်ဒီတန်မှန်လားအလေလက်လားပေါ့နော်ဒါကပြင်းထန်လားဆိုပြီးတော့အဆင့်ကဘယ်လောက်ရှိလဲဆိုလို့ပြီးတော့သတ်မှတ်တာရှိကဖြစ်ပါတယ်ရှင်အဲ့ဒါကိုဒီရက်ကြီးအုပ်ချုပ်ရေးမှုများကိုကြတော့တင်နန်းမှာကြတော့ပေါ့နော်ဒါဘလို့တတ်မှတ်တယ်ဆိုတဲ့ဟာလေးတွေကိုလည်းရှင်းပြပြီးတော့လက်ရှိအနေထားမှာဆိုရင်တော့ဒီပြည်내ထွန်းဦးစီးဌာနကနေပြီးတော့ဒါကွင်းစင်းပြီးတော့ဒါကောက်ယူပေးပါတယ်နောက်ပိုင်းကြလို့ရှိရင်တော့ဒီတင်နန်းရရှိသွားတဲ့ရက်ကြီးအုပ်ချုပ်ရေးမှုများကနေပြီးတော့လည်းမတန်ဆွမ်းအမျိုးအစားတွေကိုခွဲခြားနိုင်ပြီးတော့မတန်ဆွမ်းမှတ်ပုံတင်ချင်တဲ့မတန်ဆွမ်းတွေကိုပေါ့နော်ဒါသူတို့ကနေမှတဆင့်ပေါ့နော်ဒါပြုစုပြီးတော့မတန်ဆွမ်းမှတ်ပုံတွေရရှိလုပ်ငန်းကိုကျွန်တော်တို့ဒီပဲခူးတိုင်းလူမှုဝန်ထမ်းရုံးကနေတဆင့်ပြည်내ထွန်းဦးစီးဌာနကိုတင်ပြသွားမှာဖြစ်ပါတယ်ရှင်နိုင်ငံသားတွေထဲမှာပေါ့နော်ဒါတမန်တယောက်နဲ့မတူဘဲနဲ့ပေါ့နော်ဒါမတန်ဆွမ်းဖြစ်တယ်ဆိုတာကနိုင်ငံတော်ကတေချာဒါစောက်ရှောက်ပြီးကြည့်ရှုရမယ့်ဒူတူဦးအနေနဲ့ဒါမှတ်ပုံနေရရှိသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခွင့်အလမ်းတွေရတော့ပေါ့နော်ဒါရရှိသွားမှာဖြစ်ပါတယ်ရှင်တူဦးကို3000လုံးနဲ့ဒါဒီချိန်အနေနဲ့ပဲပေးနိုင်မှာဖြစ်ပါတယ်ဒီနိုင်ငံတော်ရဲ့ဘဏ္ဍာရရှိမှုပေါ်မူတည်ပြီးတော့မတန်ဆွမ်းထောက်ပံ့ရေးမှာလာစဉ်ပေါ့နော်ဒါပေးနိုင်တဲ့အနေအထားကိုရောက်လာပြီဆိုလို့ရှိရင်တော့မတန်ဆွမ်းမှတ်ပုံတင်ရရှိတဲ့သူကပဲမတန်ဆွမ်းထောက်ပံ့ကြေးကိုရရှိမှာဖြစ်ပါတယ်2025-26ဘဏ္ဍာနှစ်မှာပဲခူးတိုင်းဒေသကြီးကပဲခူးမြို့နယ်တနက်ပင်မြို့နယ်ရန်ကုန်တိုင်းဒေသကြီးမှာသင်္ကန်းကျွန်းအင်းစိန်ဒဂုံမြို့သစ်မြောက်ပိုင်းဒဂုံမြို့သစ်တောင်ပိုင်းဒဂုံအရှိနှင့်ဒဂုံစိတ်ကမ်းမြို့နယ်အေရဝတီတိုင်းဒေသကြီးမှာပသိမ်နှင့်ကံကြီးတောင်မြို့နယ်တွေမှာအကောင့်ထည့်ပေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုပဲခူးသတင်းဌာနမှပေးပို့တာပဲဖြစ်ပါတယ်ရှင်